အပိုင်းနှစ်မှာတော့ဗနာစကမြေခွေးမှတိုက်ခိုက်တာကိုရှောင်လိုက်ပြီးတော့မြေဆွဲအားမုတ်ကိုတုံးလိုက်ပါတယ်အကြောင်းမြေခွေးမကလုံးမရဖြစ်သွားပါတယ်နောက်ဆုံးမှာတော့မြေခွေးမကအစွမ်းတွေတုံးပြီးမတိုက်နိုင်တော့တာကြောင့်သူ့ကိုတက်လိုက်ဖို့ပြောပါတယ်ဒါပေမဲ့ဗနာစကတိုက်ခိုက်တာကိုမကြိုက်လို့မတက်တော့ဘူးလို့ပြောလိုက်ပါတယ်အဲကြောင့်မြေခွေးမကမိစ္ဆာမျိုးနယ်ဖြစ်တာကိုမတက်တော့ဘူးလားဆိုပြီးလူပုံစံပြောင်းသွားပါတယ်ခဏနေတော့မြေခွေးမကအားနေပြီးအိပ်ပျော်သွားပါတယ်နေဝင်တော့ဗနာစကသူ့ဘာလို့အကောင်းဆုံးမော်တွေကိုတုံးနိုင်ရတာလဲဆိုပြီးစဉ်းစားနေပါတယ်အဲနောက်မြေခွေးမကနိုးလာပြီးတော့ဗနာစကိုတခင်ဖြစ်တတ်မှတ်မယ်လုပ်နေလို့မတက်နိုင်ပဲလက်ခံလိုက်ရပါတယ်အဲနောက်ဗနာကသူကတခြားကဘာကဆိုတာကိုပြောလိုက်ပြီးတော့သူ့ရဲ့ရုပ်မှန်ကိုလည်းပြလိုက်ပါတယ်တခြားတစ်ဖက်မှာတော့ဘရင်ကြီးကိုရွှေရောင်စပင်နဲ့ကောင်ကရဲမက်တွေကအတုံးမကျဘူးဆိုပြီးပြောနေပါတယ်အဲနောက်ရွှေရောင်စပင်နဲ့ကောင်သွားတဲ့အချိန်ဘရင်ကြီးကဘေးနာကရဲမက်တယောက်ကိုမေးကြည့်လိုက်တဲ့အခါရဲမက်ကစစ်ပွဲထဲမှာရွှေရောင်စပင်နဲ့ကောင်ကနောက်ဆုံးကနေပြီးတိုက်နေတဲ့အချိန်မှလည်းထွက်ပြေးနေတယ်လို့ပြောလိုက်ပါတယ်အဲနောက်ဗနာစဖက်မှာလည်းမြေခွေးမကိုဈေးတဲ့တယောက်ကဗနာစရဲ့မိမ့်မထင်ပြီးအင်ရှင်မခေါ်နေလို့မြေခွေးမရင်ထဲမှာပန်းတွေပွင့်နေပါတယ်အဲနောက်ဗနာစကမြေခွေးမကိုပါစွန်းစားသူကိုက်မှာရဲဆိုတဲ့နာမည်နဲ့စရင်သွင်းပေးလိုက်ပါတယ်အဲနောက်ကိုက်ကကောင်းမလေးတယောက်ကတောအုံနာမှာမြေခွေးတွေတောင်းကျမ်းနေလို့ဆိုပြီးပြောနေပါတယ်အဲ့ဒါကိုကြားတော့ဗနာစတို့ကလည်းအဲ့ဒီနေရာနာကိုနေရာရွေးပြောင်းမော်နဲ့တွားလိုက်ပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာတော့စွန်းစားသူ၄ယောက်ကိုဝက်ဝံတွေကတိုက်ခိုက်နေကြပါတယ်အဲ့၄ယောက်ကဘလို့မှမရှင်နိုင်ဖြစ်နေတဲ့အခါမှာတော့ဗနာစတို့ကပဲဝင်ပြီးအဆုံးတက်လိုက်ကြပါတယ်အဲနောက်ဗနာစနဲ့စကားပြောကြရင်းနဲ့မြေခွေးမကိုခီးသွားဖို့ဆိုပြီးပြောလိုက်လို့မြေခွေးမမျက်နှာပြတ်သွားပါတယ်အဲနောက်ရုတ်တရက်မြေခွေးမနောက်ကဝက်ဝံတကောင်ပေါ်လာပြီးမြေခွေးမအကြီးနဲ့တင်မြေပေါ်လဲကျသွားပါတယ်အဲနောက်ဝက်ဝံကိုမွေးစားလိုက်မယ်ဆိုပြီးလက်ပတ်တက်ကအသွင်မှာပြတောင်းပေးလိုက်ပါတယ်နာမည်ကိုတော့ဆိုင်ကိုဘီယာဆိုပြီးပေးလိုက်ကြပါတယ်နောက်တော့ဗနာစတို့ကိုကျေးဇူးတင်ပြီးဆန်ဝါမမီနီမီညိုမီပန်းတို့ကကိုးဘာသာမိတ်ဆက်ပြီးတိုက်ခိုက်နည်းတွေတင်ခိုင်းပါတယ်ဗနာစားကလည်းကိုးဘာသာကိုတော့အစွမ်းတွေနားမလည်သေးလို့စဉ်းစားနေရင်းမြေခွေးမကိုသူ့ရဲ့မိမဆိုပြီးမိတ်ဆက်လိုက်ပါတယ်အဲเจ้าမြေခွေးမကရင်ထဲမှာပန်းတွေပွင့်လာပြီးဆန်ဝါမတို့ကိုတင်ခိုင်းနေလို့မတက်နိုင်တဲ့အဆုံးလက်ခံလိုက်ရပါတော့တဲ့အဲနောက်မိစ္ဆာနန်းတော်မှာလည်းဆန်ဖြူကြောင်မကတောအုံနာမှာတုံးလိုက်တဲ့တန်စင်ချင်းမော်ကြောင့်စစ်တီအကုန်တည်သွားပြီလို့သတင်းပို့နေပါတယ်အဲကြောင့်မိစ္ဆာဘရင်ကလည်းအစွမ်းတုံးလိုက်တဲ့သူကိုဖမ်းလာဖို့ခိုင်းလိုက်ပါတယ်ပိုင်းနှစ်ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးတင်ရှိပါတယ်နောက်တစ်ပိုင်းနဲ့အတူပြန်လာခဲ့ပါမယ်